value နဲ့ place value ကိုရှင်းပြမှာဖြစ်တယ် value ဆိုတာကတန်ဖိုး place value ဆိုတာကနေရာလိုက်တန်ဖိုးအဲ့တော့ဥပမာ93,654အဲ့တော့73,654ပေါ့အဲ့တော့ the value of the digit 3 ရဲ့တန်ဖိုးဆိုရင်ခု10ရာထောင်ဖြစ်တဲ့ကြောင့်မလို့သူ့ရဲ့ value ဆိုရင်3000 Now the digit 3 stands for blank place အဲ့တော့ဒီမှာdigit 3ကဘယ်နေရာမှာရှိလဲဆိုတော့ခု10ရာထောင်နေရာမှာရှိတဲ့အတွက်ကြောင့်မို့လို့ကွက်လက်မှာ thousands place thousands place ဒါကကြတော့နေရာလိုက်တန်ဖိုးကိုမေးတာဖြစ်တယ်အဲ့လိုပဲ7ဆိုလို့ရှိရင်လေ the value of the digit 7ဆိုရင်ခု10ရာထောင်တောင်းအဲ့တော့သူ့ရဲ့ value ဆိုရင်9000ပေါ့ place value ကိုမေးတယ်ဆိုလို့ရှိရင်ခု10ရာထောင်တောင်းနေရာမှာဖြစ်တဲ့ကြောင့်မလို့ ones tens hundreds thousands 10,000အဲ့တော့ place value ဆိုလို့ရှိရင် 10,000 place လို့ပြောရမှာဖြစ်တယ်